မင်္ဂလာပါခင်ဗျာကျွန်တော်အခုပြောသွားမယ့်ထိုင်းစကားစုတွေကအပြင်သွားတာလာတာပြီးတော့ပစ္စည်းကူတောင်းတာကိုကျွန်တော်ပြောသွားပြီးမှဖြစ်ပါတယ်ကျွန်တော်တို့အပြင်သွားချင်တယ်ကျွန်တော်တို့အပြင်ကိုသွားချင်တယ်ผลอย่าไปข้างนอกผลอย่าไปข้างนอกကျွန်တော်အပြင်ကိုသွားချင်တယ်ไม่ได้သွားလို့မရဘူးไม่ได้သွားလို့မရဘူးไม่ได้သွားလို့မရဘူးได้ครับไปไวๆนะได้ครับไปไวๆนะရတယ်ได้ครับဆိုတာရတယ်ไปไวๆนะဆိုတာမြန်သွားပါได้ครับไปไวๆนะได้ครับไปไวๆนะသွားလို့ရပါတယ်ဒါပေမဲ့မြန်သွားပါပြီးရင်ကျွန်တော်တို့အပြင်သွားလို့မရဘူးဘယ်လိုပြောမလဲออกไปข้างนอกไม่ได้ครับออกไปข้างนอกไม่ได้ครับออกဆိုတာထွက်တာပါไปဆိုတာသွားတာပါข้างนอกဆိုတာအပြင်မှာออกไปข้างนอกไม่ได้ครับออกไปข้างนอกไม่ได้ครับအပြင်ထွက်သွားလို့မရပါဘူးทำไมไม่ได้ครับဘာဖြစ်လို့ထွက်လို့မရတာလဲทำไมไม่ได้ครับဘာဖြစ်လို့ထွက်လို့မရတာလဲကျွန်တော်တို့ဝန်နာတွေရှိတယ်နော်။ဘာညတရကာရှိတယ်ပေါ့။ဆိုရင်ကျွန်တော်ဝန်နာတွေပြောရမယ်ဗျ။ဝန်နာมีเอาหมดผู้จัดการมีออกไปข้างนอกไม่ได้ครับผู้จัดการရှိတယ်အပြင်ကိုထွက်သွားလို့မရဘူးขอโทษครับတောင်းပန်ပါတယ်ขอโทษครับတောင်းပန်ပါတယ်ผมไม่รู้ครับကျွန်တော်မသိဘူးผมไม่รู้ครับကျွန်တော်မသိဘူးขอโทษครับတောင်းပန်ပါတယ်ผมไม่รู้ครับကျွန်တော်မသိဘူးครับကျွန်တော်ပစ္စည်းတစ်ခုတောင်းချင်တယ်ဘာပစ္စည်းပဲဖြစ်ပါနော်ဒါပေမဲ့ပစ္စည်းကတောင်းမရဘူးပြတ်နေတယ်ပါဗျာของเนี่ยใช้ไม่ได้ของเนี่ยใช้ไม่ได้ของนี่ใช้ไม่ได้ทำไมใช้ไม่ได้ครับของဆိုတာပစ္စည်းကใช้ไม่ได้ဆိုတာသုံးမရဘူးของนี่ใช้ไม่ได้ครับပြောတာของนี่ของဆိုတာပစ္စည်းကใช้ဆိုတာသုံးတာပါไม่ได้ဆိုတာမရဘူးของนี่ใช้ไม่ได้ครับทำไมใช้ไม่ได้ครับဘာဖြစ်လို့သုံးမရလဲทำไมใช้ไม่ได้ครับทำไมဆိုတာဘာဖြစ်လဲใช้ไม่ได้ครับဆိုတာသုံးမရလဲဘာဖြစ်လို့သုံးမရလဲทำไมใช้ไม่ได้ครับဘာဖြစ်လို့သုံးမရလဲเสือครับเสียอยู่ပြတ်နေပါလေเสือဘေးပစ္စည်းပဲပြတ်ပေါ့နော်ဖုံးလေးဖြစ်ပါပဲဖြစ်ပေါ့နော်ပြက်နေရရဆိုရင်เสือครับเสือဒါမှမဟုတ်ဆိုရင်ဖန်းတူပါပဲเสือလည်းပြတ်တာပဲဖန်း